တော့ငင်းချမ်းဝေပါချင်းလွင်ကောလိပ်ရဲ့ Manly Campus မှာ SND ပြီးထားပြီးတော့အခုလက်ရှိမှာတော့ CTCI ရဲ့ Final Year Program ကိုတက်ရောက်နေတာဖြစ်ပါတယ်ညီမနာမည်ကတော့ကုကုမြတ်ဖြစ်ပါတယ် HND Diploma တက်ရောက်ပြီးတော့ယခုလက်ရှိ CTCI ရဲ့ Civil Engineering Final Year ကိုတက်ရောက်နေပါတယ်CTCI ကအရင်ကတည်းက Final Year ကျောင်းသားရဲ့အတွက်နောက်ဆုံးနေ့ဝယ်ရန်ကိုသင်ကြားပေးခဲ့ဖြစ်တဲ့အတွက်ကြောင့်ပညာရေးမှာလည်းစိတ်ချရတယ်။တစ်နှစ်ပြီးရနဲ့ဝယ်လဲရမယ်။ကျောင်းလာကနဲ့ပတ်သက်ပြီးတော့လည်းသက်သာအောင် CTCI နဲ့ချိတ်ဆက်ထားတဲ့ဂျပန်အဖွဲ့အစည်းကနေပြီးတော့မှ Scholar လုံးစီစဉ်ပေးထားတယ်။ဝယ်ရပြီးရင်လည်းScholar လုံးပေးတဲ့အဖွဲ့အစည်းမှာပဲအလောက်ကစီစဉ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘက်ကအဆင်ပြေနေတဲ့အတွက် CTCI ရဲ့ Final Year ကိုရွေးချက်တက်ရောက်ခဲ့တာပါရှင်။ချိန်တိုတွင်ဘတ်စလာဝယ်လဲရနိုင်တဲ့အပြင်နောင်လာမဲ့အလုပ်ငန်းခွင်မှာလည်းထောက်ပံ့ဖြစ်နိုင်ပြီးတော့အခွင့်အလမ်းတွေများစွာရရှိမယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ Final Year Program ကိုတက်ရောက်ဖြစ်တာဖြစ်ပါတယ်ကျောင်းဘက်က Study Grant နဲ့ပတ်သက်ပြီးစီစဉ်ပေးထားတဲ့အတွက်ကြောင့်မို့လို့ကျောင်းစိတ်ထောက်ပံ့ပေးနေတဲ့မိဘရဲ့အတွက်ကုန်ကြစိတ်တက်တာစေခဲ့ပြီးတော့ကျွန်တော်တို့အတွက် Final Year Program တက်ရောက်တဲ့အချိန်မှာလည်းဝင်ပေါ်စွာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်မက Scholar လုံးအတွက်ရည်ချက်ခံခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ Final Year တက်ဖို့အိမ်အတွက်ငွေကြေးဝင်မပြည့်စေဘဲနဲ့ကျောင်းစာမှာပဲအာရုံစိုက်လို့ရလို့အတော်လေးအဆင်ပြေပါတယ်ရှင်။ဂျပန်မှာ Engineer တယောက်အနေနဲ့အလုပ်ဝင်တဲ့ခါကျမှ Scholar လုံးကိုပြန်ပြီးပြည်သွင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးအဆင်ပြေပါတယ်ရှင်။ဒီ program ပြီးရဲ့အချိန်မှာလည်းဂျပန်အလုပ်ခွင်မှာအစရအဆင်ပြေအောင်မို့လို့ဘာသာစကားကိုပုံမကျွမ်းကျင်အောင်လုပ်ပြီးတော့မှ professional engineer အနေနဲ့ရည်တည်ဖို့အတွက်အကောင်းဆုံးစူးစမ်းပြင်ဆင်နေပါတယ်ရှင်။ Future plan အနေနဲ့တော့ဂျပန်နိုင်ငံမှာ engineer တယောက်အနေနဲ့တွားရောက်လုပ်ကိုင်မှာဖြစ်ပြီးတော့မိဘတွေကိုတက်လက်ပြန်လဲထောက်ပံ့ပေးဖို့အစီအစဉ်ရှိပါတယ်ဗျာဟုတ်